တကယ်ချင်းဟာကိုကြီးနင်တို့ဘယ်လိုနေရတွဲနေလိုက်ကြရလဲတကယ်ချင်းနင်ငါကိုကြီးကြောင့်မသိသေးလို့နေမယ်ဒီလိုလုပ်ပါလားနောက်လေးကျရင်ငါအိမ်လာလေးကြည့်ပါလားနော် ကဲလေလာခဲ့မယ်နေခုကတော့ အေးငါ့ကိုတူတူစီရလေးစားပါလားဘလို့တကယ်မှလည်းဒီနေနဲ့ရောဒီချက်တော့ 妈不用。 你莫背着爸嘛。哦，我们今天老呗，来，我姑爷蹦身什么牛呀？ ဘာဖြစ်လို့လဲငါဘာဒီတော့ဖြစ်စီရလေးကို 我今我表妹我姑不用起来是。 ဘာလာပြောနေပူလိုက်တာကိုရေးစားရဲ 嘿，我姑来看人家们阿姐姐，哼，你啊嘞，不干你的吃到没谁呀？ ဒီအိမ်မှာကွာအကိုကြီးအဖရာဆိုတော့လုပ်တယ်အကုန်လုံးကိုပဲလုပ်ရတာ တောင်းလိုက်တာကိုက ရောက်ဒီအတွက်ရှိဟိုခဏလေးနော်ဟိုကိုအိမ်ကိစ္စတွေသွားလုပ်လိုက်မှာကြမ်းလေးပါလေးတိုက်ပါညာနော် ငါရာဒီလာနေဘိုက်အောင်တယ်ညမအကိုက်ခဲပြောက်စေးလို့မရှိဘူးလား 哦，哎，我看我。 ရောက် baby ဒေါ်ဖင်နေတဲ့ဒီဆေးလေးတောင်းရင်လာဆယ်နာကျင်ကြိုက်ခဲနေရတဲ့အားလုံးပျောက်တယ် ကိုကြီးကဘယ်လိုသိတော့အဲ့ဒါ ဩကိုရှိမှညီမလေးတယောက်တည်းရှိတော့ကိုကြီးလေ့လာတာကိုကြီးရဲ့တကယ်ချင်းဆရာဝန်တွေကလည်းညွှန်ပေးနေကြအခုတော့တဲ့ညီမလေးခန်းထဲကနေရှူလာတာ 哦，我的车该得了吧？喏。 ခေါင်းချမ်းကိုက်ရင်လည်းဒီဆေးလေးတောက်လို့ရရနော်ကိုကြီးတွားကိုက်တော့ကလည်းဒီဆေးနဲ့ပဲပျောက်သွား 哦，按照我看你是要你啊哦。 ညီမလေးရေညီမလေးလောက်ကတော့လေကိုကြီးကအန်တိုနီ